အာလန်သူ့ကိုမတောင်းပန်နဲ့စကားပုံမှာပြောထားတယ်ဒီနေ့သူကနင့်ကိုမလိုချင်ဘူးတနေ့သူကိုယ်တိုင်ပြန်တောင်းလာရင်လုံးဝပြန်မလဲနဲ့ပစ္စည်းတွေသိမ်းလိုက်အမေနဲ့အိမ်ပြန်မယ်နင်တို့ကိုအကျွေးတင်နေတဲ့ငွေ30လျံကိုလျံမိသားစုကဘာပဲရောင်းရောင်းအကုန်ပြန်ဆက်မယ်ဒါပေမဲ့ရန်နာချန်ငါသမီးအာလန်ကိုရိုက်ခဲ့တဲ့အကျွေးကိုအကျွေးဆက်တဲ့နေ့ရောက်ရင်နှစ်ဆပြန်တောင်းမယ်စိတ်မပူပါနဲ့စိတ်မပူပါနဲ့အမကအချိန်နည်းနည်းတော့လိုသေးတယ်ယောက်ျားကြီးအမကြီးရဲ့ကွာရှင်းစာကဘာတွေဖြစ်ခဲ့တာလဲကိုနေမကောင်းဖြစ်ခဲ့တဲ့နှစ်တွေမှာအိမ်ကငွေအားလုံးကုန်သွားတယ်နောက်တော့ရွာသူကြီးအိမ်ကချေးခဲ့တယ်လို့ပြောကြတာမဟုတ်လားတကယ်တော့အဲ့ဒီငွေတွေအားလုံးအမကြီးကနာမည်ကြီးပန်းထိုးเสียမှာပါလက်ရကောင်းလို့သူ့ပန်းထိုးပစ္စည်းတွေကိုဈေးကောင်းရတယ်ဒါပေမဲ့လီယနာချန်အိမ်ကိုလက်ထပ်သွားပြီး9နှစ်အတွင်းအမကြီးကငွေတပြားတောင်မစုနိုင်ခဲ့ဘူးအဲ့ဒီအစားသူ့ပတ်စံနဲ့သူတို့တအိမ်လုံးကိုထောက်ပံ့ခဲ့ရတယ်လီယနာချန်လောင်းစားရှုံးထားတဲ့အကျွေးတွေကိုပါဆက်ပေးခဲ့ရတယ်ဒီလိုကိုလီယိုနန်ဆိုတာအိမ်ကြီးချင်းရွာကမုတ်ဆိုးမငယ်တယောက်ပါဘယ်အချိန်ကစပြီးလီယနာချန်နဲ့ဖောက်ပြန်နေခဲ့မှမသိဘူး2လကျော်ခန့်ကလီယိုနန်ကိုဝင်ရှိနေတာသိရတယ်ဒါနဲ့လီယနာချန်ကသူ့ကိုမယားငယ်ဖြစ်ယူချင်ခဲ့တယ်ဒါပေမဲ့အမကြီးကိုလက်ထပ်တုံးကတရွာလုံးရှိမှတစ်သက်လုံးမယားငယ်မယူဘူးလို့ကြိမ်ဆိုခဲ့တယ်အမကြီးကသဘောမတူတော့သူကမကြခဏရန်ရှာပြီးပြဿနာလုပ်ခဲ့တယ်အမကြီးကငါတို့ကိုဝင်မပါစေချင်ဘူးဒုက္ခရောက်မှဆိုလို့သူကအမြဲပြောတယ်လက်ထပ်ပြီး9နှစ်ကြာတဲ့အထိကလေးမရတာကသူ့အဖြစ်ပဲလို့ရန်နာချန်ကလူတော်မဟုတ်အမကြီးလိုလူကောင်းကိုဒီလိုဘလို့လှုပ်ဆက်ဆံနိုင်ရတာလဲ是吧အမေကြီးတားယောက်ျားလေးမွေးပါတယ်အိမ်မက်ထဲမှာအမကြီးကချမ်းသာကြွယ်ဝပြီးသားသမီးစုံလင်တဲ့ဘဝကိုရခဲ့တယ်ဒါပေမဲ့လျန်နာချန်လိုလူရုပ်မာကဒီလိုကံကောင်းခြင်းဘလို့ရနိုင်မှာလဲဒါမှမဟုတ်အမကြီးရဲ့ကံကြမ္မာဖူးစာရှင်ကတခြားတစ်ယောက်များလားဝမ်ရီရဲ့ညီမလေးတို့နိုးနေကြပြီလားမနှက်စာလုပ်ပြီးစတုထသမီးရေမြည်ကြည့်ပါဦးဒီငါးဆန်ပြုတ်ကအမကြီးအကျွမ်းကျင်ဆုံးဟင်းပဲငါးရိုးတွေကိုအကုန်ရွေးထုတ်ပေးထားတယ်ညီမလေးမြည်ကြည့်ပါဦးအရသာခတွင်းတွေ့ရလားအရန်ရတာရှိတယ်အမကြီးရဲ့လက်ရာကတကယ်ကောင်းတာပဲညီမလေးမယုံဘူးဆိုရင်နောင်ဘာစားခြင်းအမလုပ်ကျွေးမယ်ပြီးတော့နောင်ကစပြီးအိမ်လုပ်တွေအားလုံးအိမ်လုပ်တွေကိုကျမနဲ့အမေအတူလုပ်ပါမယ်နောက်ဆိုညီမလေးကဒီလိုပင်ပန်းတဲ့အလုပ်တွေလုပ်เสียမလို့တော့ဘူးအမဒါကျမလုပ်မယ်ညီမလေးအနားယူလိုက်ပါယောက်ျားကျမဘာလို့လဲမသိဘူးအမကကျမကိုကြောက်နေတယ်လို့ပဲအမြဲအလိုလိုက်နေတာစတုထသမီးဒီကိုလာဦးနောက်တစ်ချိန်မှာဒီအိမ်ရဲ့အိမ်ရှင်မကနေမယ်ယောက်ျားအိမ်ကကွာရှင်းခံရတဲ့မိန်းကလေးတစ်ယောက်မိဘအိမ်မှာဆက်နေလို့ရမရဆိုတာနောက်အိမ်ရှင်မရဲ့သဘောထားပေါ်မူတည်တယ်အိမ်ရှင်မကလက်မခံရင်မိဘတွေတောင်ဝင်မတားနိုင်ဘူးဒါကြောင့်အမကကျမသူ့ကိုလက်မ是呀ညီမလေးအမေပြောတာနင်းကြီးတဲ့အင်ကြီးကဟောင်းနေပြီတဲ့အမစီမှာအဝတ်တင်နေရှိတယ်နင့်အင်ကြီးကိုအဖုံးတစ်ချုပ်ပေးမလို့အမဒါကအရန်တန်မိုးကြီးတယ်ကျမမယူသင့်ဘူးကောင်းတာပေါ့ကျမလည်းအဝတ်ကောင်းမရှိလို့စိတ်ပူနေတာယောက်ျားကအမြဲပြောတယ်အမကဒီရွာရဲ့အတော်ဆုံးအချုပ်သမားတဲ့အမချုပ်ပေးတဲ့အဝတ်ကတေချာပေါက်လှမှာပဲကျေးဇူးတင်ပါတယ်အမညီမလေးကြိုက်တယ်ဆိုရင်အမလှလားဟင်လှတာပေါ့ညီမလေးကချောတယ်ဘာဝတ်လှတယ်ကျမဒီလောက်ကြီးလာတာဒီလိုလှတဲ့အဝတ်အသစ်မျိုးတစ်ခါမှမဝတ်ဘူးဒါကအဝတ်ဟောင်းကိုအဖုံးအသစ်ချုပ်ထားရုံပဲမဲ့ကျမအတွက်တော့ဘဝမှာပထမဆုံးရတဲ့အဝတ်အသစ်ပါကျမအချုပ်လဲလုံနိုင်တယ်အိမ်စရိတ်ကိုလည်းကူရှာပေးနိုင်တယ်ကျမဘယ်တော့မှဝင်တော့ဝင်ဖို့မဖြစ်စေရအမဘာတွေပြောနေတာလဲဒါကအမရဲ့အိမ်မှာကို့အိမ်မှာကိုနေတာကအမှန်တရားပဲဘလို့လို့ဝင်တော့ဝင်ဖို့ဖြစ်မှာလဲကျမတို့ကမိသားစုတစ်ခုတည်းပါနောက်ဆိုဒီလိုစကားမျိုးဘယ်သူမှမပြောရဘူးနော်အမလှုပ်ဝက်ချက်တစ်ခုပြောပြမယ်လှုပ်ဝက်ချက်လားကျမကတော့အမကိုအမြဲတူရှိစေချင်တယ်ကျမအတွက်ထမင်းချက်ပေးအဝတ်ချုပ်ပေးစေချင်တယ်ဒါပေမဲ့ရက်ပိုင်းရင်ကအိမ်မက်တစ်ခုမှတ်ခဲ့တယ်အိမ်မက်ထဲမှာအမကအရန်ကုန်ရှိတဲ့ဘဝရနေတယ်တန်မိုးကြီးတဲ့အဝတ်စားတွေဝတ်ထားပြီးချမ်းသာတဲ့မိသားစုရဲ့တခင်မဖြစ်နေတယ်အရေးကြီးဆုံးကတော့အမကကိုသားလေးမွေးထားတာကိုမြင်ခဲ့တယ်ဖြူဖြူဖွေးဖွေးအရန်ချစ်ဖို့ကောင်းတယ်တကယ်လားညီမလေးတကယ်အဲ့ဒီလိုအိမ်မက်ခဲ့တာလားအိမ်မက်ကတကယ်ဖြစ်မဖြစ်တော့မသိဘူးဒါပေမဲ့ကွာရှင်းပြီးသွားတာကအမှန်ပဲဒါကိုလက်ခံလိုက်ပါတော့အမရှေ့ဆက်လိုက်ပါအမကယဉ်ကျေးတယ်လှတယ်ကြိုးစားတယ်စိတ်ထားလဲကောင်းတယ်ကောင်းကင်ကအမောက်ကိုစိတ်ပြက်စေမှာမဟုတ်ဘူး
လျန်နာချန်ကအစကတည်းကအမရဲ့ဖူးစာရှင်မဟုတ်ခဲ့တာဖြစ်နိုင်တယ်ညီမလေးနင်ပြောတာတကယ်လားငါမှအဲ့ဒီလိုကံကောင်းခြင်းတကယ်